အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ကတော့စာရေးသူနိရရလက္ခဏာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တင်ဆက်ပေးမယ့်ဝတ္ထုလေးကဝိညာဉ်စိုးရဲ့မရဏအညိုအပိုင်းနှစ်ဖြစ်ပါတယ်ခင်ဗျာအားလုံးခံစားနားဆင်ပေးကြပါဦးခင်ဗျာဥဝကသည်ဒေါ်စိတ်တို့ဘတ်တို့လှဲ့ကအေးအေးဆေးဆေးဆက်၍ပြောလိုက်သည်ဖွားကြီးခမရကိုကျုပ်တို့ရွာကလေးတယောက်လာအပ်တာဗျခမရတပည့်လိုနေဆိုတာကြားလို့ညကမနှောနဲ့ဆက်သွယ်ထားလိုက်တာခမရဒီကောင်လေးကိုမြင်ချင်းတယ်ဆိုလို့ကျုပ်ကိုယ်တိုင်ခေါ်လာတာပါပြီးတော့ကျုပ်ကောင်လေးကိုအစွမ်းနေအရန်မပြနဲ့ဦးဗျသူ့မှာမွေးရပါပါရမီတော့ရှိတယ်ဒါပေမဲ့အခုချိန်ဒီပါပညာမှမတတ်သေးတဲ့ကလေးပဲရှိသေးတယ်အစားကနေတည်တည်ချာချာသင်ပေးလိုက်ပါဦးကဲကောင်လေးမေးချင်တာရှိရင်မေးလိုက်အဖွားကဖြေပေးလိုက်မယ်ဒေါ်စိတ်တို့သည်ထွန်းတောက်ကိုခေါင်းမှခြေပြားအထိသေချာစွာအကဲခတ်ကြည့်လိုက်သည်ခဏအကြာတွင်သူမ၏မျက်နှာပေါ်၌နူးညံ့ကျင်နာသောအပြုံးတပွင့်တဖြည်းဖြည်းပေါ်လာလေသည်အေးမေးလေကောင်းလေးနင့်ကိုမြင်မြင်ချင်းငါမြေးလေးကိုမြင်ရတယ်လို့ပဲကွယ်ဒါနဲ့မင်းနာမည်ဘယ်သူလဲကွယ်ဟုတ်ကဲ့အဖွားကျွန်တော်နာမည်ကထွန်းတောက်ပါဗျထွန်းတောက်ကရိုးရိုးသေးသေးခေါင်းငုံ၍ပြန်ဖြေလိုက်သည်ထွန်းတောက်တယောက်ဒေါ်စိတ်တို့ကိုကြည်ရင်အံ့ဩသွားမိသည်အเจ้าမှာအစောပိုင်းကဥဝကနှင့်စကားပြောစဉ်တွင်ဘူးနှင့်ပေါက်ဒေါသတကြီးပြောဆိုနေခဲ့သည်အဖွားသည်မိမိကိုပြောဆိုရာတွင်တော့မိခင်တယောက်ကဲ့သို့နူးညံ့ကျင်နာလွန်းနေသောကြောင့်ဖြစ်သည်ဒီလိုပါအဖွားခုနအဖွားသုံးလိုက်တဲ့နီးလေးကဘာပညာလဲဗျကျွန်တော်တော်တော်လန့်သွားတယ်ဩအဲ့ဒါလားအဲ့ဒါကိုမိစ္ဆာချုပ်ပိုက်ကွန်လို့ခေါ်တယ်မြေရဲ့မြေတင်ချင်းအဖွားတင်ပေးမှာပေါ့ဒေါ်စိတ်တို့ဤစကားမဆုံးသေးမီဥအကကချောင်းတစ်ချက်ဟန့်လိုက်သည်ဒေါ်စိတ်တို့သည်ဥအကဘက်သို့လှည့်ကြည့်လိုက်ပြီးခပ်ပြုံးပြုံးဖြစ်အေးပါငါလည်းစီးတော့သိပါတယ်ဟုပြောလိုက်သည်ထိုစကားကိုကြားလိုက်ရသည့်ထူတောင်မှမူစီးဆိုသည်မှာညီသည့်အရာကိုဆိုလိုမှန်းမသိတော့လဲပညာလောကတွင်မပြောရသောမတင်ပေးရသေးသောစီမင်းတစ်ခုရှိနေပုံရသည်ဟုစိတ်ထဲတွင်တွေးတောလိုက်မိလေသည်ထို့နောက်ဥဝကသည်ထိုင်နေရာမှထကဒါဆိုအဖွားကြီးကျုပ်ပြန်အောင်မယ်ကျုပ်တပည့်တယောက်စီသွားရအောင်မယ်ကောင်လေးကိုခမည်းစီမှာ9နှစ်ပညာသင်ဖို့ထားခဲ့မယ်9နှစ်ပြည့်တဲ့နေ့ကျုပ်ပြန်လာကုန်မယ်ဟုပြောလိုက်သည်ထိုစကားကြားတော့ဒေါ်စိတ်တို့ဤမျက်နှာတစ်ချက်ပြောင်းလဲသွားပြီးနင်ကဘာလို့ပြန်ခေါ်မှာလဲငါပညာတွေအကုန်သင်ပေးလိုက်မယ်သူ့ပါရမီနဲ့ဆိုငါထပ်တော့ကြော်တက်သွားနိုင်တယ်ဟုတ်ပြန်ပြောလိုက်သည်ဥဝကကခေါင်းခါရင်ခမည်းအပြီးတင်ထားလို့မရဘူးလေဒီကောင်လေးကပညာပြည့်ဝသွားရင်သူ့မှာလှုပ်เสียအများကြီးရှိသေးတယ်ခမည်းနားလေပါလေဗျာဟုတ်ပြောလိုက်သည်ထိုအခါဒေါ်စိတ်တို့ကစိတ်လျှော့သွားဟန်ဖြင့်အေးဟုတ်တာပေါ့သူကငါတို့ထက်အများကြီးတာမဲ့ကလေးပဲအမောင်လောကမှာသူ့ကိုရှင်ပြိုင်နိုင်မဲ့သူမရှိဘူးပြိုင်ပတ်ကင်းဖြစ်လာမှာငါသိတယ်စိတ်ချငါပညာတွေတခုမကြံသင်ပေးလိုက်မယ်9နှစ်ပြည့်ရင်နေဆက်ဆက်တာလာခေါ်ကြည့်ကောင်းပါပြီဗျာကောင်းပါပြီပြန်လိုက်ပါဦးမယ်ဟုတ်ဆိုတာဥအကပြန်လှည့်ထွက်သွားလေသည်ဥအကထွက်သွားပြီးနောက်ဒေါ်စိတ်တို့နှင့်မောင်ထွန်းတောက်နှစ်ဦးသားစကားလက်ဆောင်ကြနေလေသည်ဒေါ်စိတ်တို့ကမြေအသက်ဘယ်လောက်ရှိပြီလဲ10နှစ်ပါအဖွာဩ10နှစ်ဆိုတော့တိတဆအရွယ်တော်ရောက်နေပြီပဲဒါနဲ့မြေမင်းဥအကကြီးနဲ့ဘလို့တွေ့ခဲ့တာလဲနောက်ပြီးမိမိပါဒီကရောဘာတွေဖြစ်ခဲ့တာလဲအဖွာကိုပြောပြပါလားဒေါ်စိတ်တို့၏စကားအဆုံးတွင်မောင်ထွန်းတောက်သည်ချက်ချင်းပြန်မဖြေသေးပေသူ၏မျက်ဝန်းအစုံသည်တဖြည်းဖြည်းหนีရဲလာပြီးအတွင်းထဲ၌ဖုံးကွယ်ထားခဲ့သောနာကြီးမှုများဒေါသများနှင့်တပ်ဖြတ်လိုစိတ်တို့သည်မိတောင်တစ်လုံးပေါက်ကွဲတော်မူအလားတဟုန်တိုးထကြွလာလေသည်လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားသဖြင့်လက်သီးအစစ်များပင်ဖြူဖြော့လာသည်အံကိုတင်းတင်းကျိတ်ထားသောကြောင့်ပယိုးများပင်တင်းမာနေသည်ခဏမြငြိမ်သက်ပြီးနောက်အေးဆက်၍ဒေါသအတန်အပြည့်ပါသောအတန်ဖြင့်ကျုပ်အဲ့ဒီလူကိုလက်စားရှိမယ်ဟုတလုံးချင်းပြောထုတ်လိုက်သည်ထိုစကားကို
ကြားလိုက်ရသောဒေါ်စိတ်တို့ပင်မျက်မှောင်ကျုံသွားရသည်ဘသူလဲမြေမင်းပြောတဲ့အဲ့ဒီလူဆိုတာထွန်းတောက်သည်မျက်လုံးကိုဖြင်းညင်းစွာမှိတ်လိုက်ပြီးတပ်ဖြင်းချေတစ်ချက်ရှာလိုက်သည်ဒီအကြောင်းကိုပြောရမယ်ဆိုရင်လွန်ခဲ့တဲ့9နှစ်ကစခဲ့တာပဲအဖွာထိုစကားနှင့်အတူသူဤစိတ်အစဉ်သည်နာကျင်ပွဲအတိတ်စီသို့တဖြည်းဖြည်းပြန်လဲမျောပါသွားလေတော့သည်